ကဲမေကွန်းလေးတွေဖြည့်ကြည့်မယ်အတူတူဖြည့်ကြည့်ပေးနော်စလိုက်မယ်ပထမဆုံးပုံကကြတော့ဒီမှာအခုသူကဒီ1 2 3ရောက်ထည့်ရတယ်ဘယ်သူကတထေးလဲတဲ့ဖြည့်ကြည့်ရနော်သူကတထေးလို့ထင်တယ်အဖြေမှကတော့နံပါတ်3ပါတဲ့ဘာလို့လဲဆိုရင်သူ့ရဲ့ဒီအပေါ်ဝက်အင်ကြီးကဒီတထေးထိုင်တဲ့ခုံမှာထားလို့တဲ့အဲ့ဒါကြောင့်မို့နံပါတ်3ကတထေးပါတဲ့နောက်တစ်ခုထပ်ဖြေမယ်နော်နောက်တစ်ခုကကြတော့ဒီမှာဒီရေထဲမှာတည်နေဒီလူ3ယောက်ထဲရတယ်ရေထဲမှာတည်နေတာဘာတူလဲတဲ့ရေမှာတည်နေတာဘာတူလဲဖြည့်ကြည့်မယ်နော်ဘာတူလဲဆိုတော့အဖြေမှန်နံပါတ်1တဲ့ဘာလို့လဲဆိုရင်နှစ်ကကြတော့လေသူ6ကရေထဲမှာချထားတယ်လေအဲ့မှာဒီ6ရဲ့ဘေးနားမှာရေလေးကလှုပ်နေတာဆိုတော့ဒါ तू ကဒါမတည်လို့လှုပ်နေတာပေါ့နော်အဲ့လိုသဘောမျိုးနံပါတ်3ကကြာလဲရေပေါ်မှာပေါ်နေတယ်တည်တဲ့လူတွေကတော့ရေပေါ်မှာပေါ်နိုင်တယ်ဒါပေမဲ့ तू က2ရက်3ရက်လောက်နေမှာပေါ်မှာပေါ့နော် तू ကအခုကြာတော့9မိနစ်ပဲချရတယ်ဆိုတော့ဒါကလည်း तू တည်တာမဖြစ်နိုင်ဘူးတစ်ကကြတော့ तू ကပထမမှာ12နာရီမှာတော့စာအုပ်ဖတ်နေတာ7နာရီ9မိနစ်မှာကြာတော့ तू ကစာအုပ်ပါရေထဲမှာကျသွားပြီဆိုတော့ဒါတည်တဲ့သဘောပေါ့နော်ဘာလို့လဲဆိုတော့တကယ်လို့ तू ဒါအိတ်မယ်ဆိုရင်စာအုပ်ကိုဘေးနားကဒီဘောင်ပေါ်မှာတင်ပြီးအိတ်လို့ရတယ်လေနော်မအိတ်ဖက်နဲ့ तू ကအရေထဲကိုကျသွားတယ်ဆိုတော့ဒါ तू ကဒါသူလည်းတည်တာပေါ့နော်အဲ့တော့နောက်မိကုန်းတစ်ခုထပ်ဖြည့်ကြည့်မယ်နော်နောက်မိကုန်းတစ်ခုကကြတော့ဒီပုံထဲမှာတဲ့လူသက်သမားကဘာတူလဲတဲ့သူလဲဆိုတော့ဖြည့်ကြည့်အောင်သူလဲဆိုတော့ဒီဘက်ညာဘက်ကအုတ်ထုပ်လေးစောင်းထားတဲ့ကောင်လေးတဲ့ဘာလို့လဲဆိုဒီတည်တဲ့လူရဲ့ကောင်မလေးလားကောင်လေးလားကောင်မလေးနဲ့တူရနော်စပင်ကဟိုဝါလေးနဲ့ဆိုတော့သူ့ရဲ့လက်ထဲမှာအဲ့ကောင်လေးရဲ့အင်ကြီးစာပါနေလို့တဲ့ဒီဘက်အစွန်ဆုံးကဒီဘက်ဘယ်ဘက်ကကောင်လေးမှလည်းအင်ကြီးကပြဲနေဒါပေမဲ့အယောင်အမတူနော်နည်းနည်းလေးကွဲတယ်သိလားဒီဘက်အုတ်ထုပ်နဲ့ကောင်လေးရဲ့အင်ကြီးနဲ့ပို့တူတယ်နော်ဘလို့လဲဖြေပြီးမှန်လားနောက်တစ်ခုဖြေကြည့်မယ်နော်နောက်တစ်ခုကကြတော့ဒီရေချိုးနေတဲ့3ယောက်ထဲရတဲ့သူကကလေးမေလေတဲ့သူကကလေးမေလို့ထင်တယ်ဖြည့်ကြည့်အောင်ပေါ်လာတော့ရေဖြည့်ကြည့်အောင်ဒီဘက်သူကလည်းညာဘက်စွန်ဆုံးကပါတဲ့အဖြေမှဘာလို့လဲဆိုတော့တဲ့ဒီသူ့ရဲ့ဘေးနားမှာကလေးတိုက်ပါလေးရှိနေလို့တဲ့ဟုတ်တယ်နော်တေချာကြည့်လိုက်တော့မှကလေးတိုက်ပါအဲ့ဒါကိုမမြင်ဘူးကြည့်နေဘာသူဖြစ်မလဲဘာကိုကြည့်ရမလဲဘာမှလည်းမမြင်ရဘူးဆိုတေချာကြည့်လိုက်တော့ဟုတ်တယ်ဒီဘက်တောင်းကလေးမှလေကလေးတိုက်ပါလေးတွေ့လားနော်ကလေးတိုက်ပါလေးပါတဲ့ကဲအဖြေဘယ်နှခုမှန်လဲမှန်ခဲ့ပြီနော်ဘယ်နှခုထိမှန်လဲဆိုတာနောက်ထပ်မေးခွန်းလေးတွေဒီလိုမျိုးထူးဆန်းစရာကောင်းတဲ့မေးခွန်းလေးတွေစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းလေးတွေကိုကြည့်ချင်တယ်ဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်